제로 구소인 AI tools 양 키사라네 냐보노 디체야 바자몰로 AI tools 고 따뜻나래 수업 펴펴비면은 아디가로 제로 리즌 롱니 알로디 시에보노 우구마 디체로 이메일 보라로 비로신 사시사 야이보노 에 비로신 프로젝트 디လောက်တာ document နေတချို့ကအများကြီးလောက်လာရတယ်ပေါ့နော်ပြီးတော့ computer အသုံးပြုပြီးတော့လည်းလောက်လာရတယ်များတယ်ဒါဆိုလို့ရှိရင်တချို့က AI tools တွေအခုနောက်ပိုင်းမှာပေါ့နော်အရန်ကိုသုံးများလာကြရတာဘာလဲဆိုတော့ဒီချက်လည်းအမြဲတမ်း online မှာ share လေးရှိရပါတော့ slide create လုပ်မယ်ပေါ့ဒီချက်တို့က presentation တစ်ခုအတွက်ဒါမှမဟုတ်လို့ရှိရင်ကိုလုပ်တဲ့ project တစ်ခုအတွက်ပေါ့နော် slide လုပ်မယ်ဆိုလို့ရှိရင် AI tools တွေက minute second လေးဘိုင်းအတွင်းကိုပဲဒီချက်တို့ကို create လုပ်ပေးလာနိုင်တယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဘလို့လောက်တာလဲကိုလိုချင်တဲ့ data ကို तू ကရအောင်ဒီ slide လုပ်တယ်ပေါ့ဥပမာပေါ့နော် slide ကို create လုပ်ပေးနိုင်မှာမလားလို့ပြောလိုက်လို့ရှိရင် तू ကတော့ blind ကြီးဒီတချို့လိုချင်တဲ့ဟာကိုမသိဘဲနဲ့လောက်တာတော့မဟုတ်ဘူးပေါ့နော်တချို့ကိုက create လုပ်တဲ့လူအနေနဲ့ကတော့ငါဘာအတွက်လုပ်ပါတယ်ဘယ် presentation အတွက်ဥပမာတစ်ချက် environment နဲ့ပတ်သက်တဲ့အကြောင်းကို presentation လုပ်ချင်တယ်ဆိုပါစို့เนาะဒါဆိုရင်ဒီချက်ကငါ environment နဲ့ပတ်သက်တဲ့အခုလက်ရှိကြုံတွေ့နေရတယ်ပေါ့နော်အခက်ခဲတွေ challenges တွေနဲ့ပတ်သက်ပြီးတော့ project လေးတစ်ခုလုပ်ချင်တယ်အဲ့ project လေးရဲ့အပေါ်မှာငါချင်းတဲ့ idea ကတော့ဒါပါဒီ idea ကိုငါက infographic လေးတွေနဲ့ဒါမှမဟုတ်လို့ရှိရင် fact and figure လေးတွေနဲ့ငါကဒီ presentation မှာထည့်ပြချင်ပါတယ်ဆိုပြီးတော့အကြမ်းပြင်းသူကိုဒီချက်ပါ data ပေးလိုက်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့ပေးလိုက်တဲ့ data ကနေမှသူကနေပြီးတော့ဒီချက်တို့ကိုcreate လုပ်ပေးတယ်ပေါ့နော် create လုပ်တဲ့အခါကျရင်တော့အကြမ်းပြင်း data တွေအကုန်လုံးပါပြီးသားဖြစ်ပါတယ်ဒီချက်ဆိုတော့ပုံမှန်ဒီလိုအကြမ်းပြင်း data ကိုမှဒီကပြန်ပြီးတော့မှ edit လုပ်တယ်ပေါ့နော်ကိုလိုချင်တဲ့ data တွေရအောင် edit လုပ်တယ်ပြီးတော့ကိုယ့်ရဲ့အသိဉာဏ်ပေါ့နော်ကိုယ့်ရဲ့ knowledge research နဲ့ပေါင်းပြီးတော့လည်းထပ်ပြီးတော့ edit လုပ်တယ်ဒါဆိုရင်တော့ပို့ပြီးတော့ပြည့်စုံသွားတာပေါ့နော်အဲ့အချိန်မှာဒီချက်တော့ဘာတွေတက်တာသွားလဲဆိုတော့အစအဆုံး create လုပ်ကြမလို့တော့ဒီချက်တော့ပုံမှန်ဆိုလို့ရှိရင်slide ကိုဖွင့်အောင်ခေါင်းစဉ်စဉ်းစားအောင်ပေါ့နော်သူကကိုနဲ့အတူတူလိုက်ပြီးတော့စဉ်းစားပြီးတော့ create လုပ်ပြီးတယ်လို့ဒါကပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါကြောင့်မို့လို့ဒီချက်တော့လိုတယ်လို့ဒီချက်ကဥပမာအနေတစ်ခုအနေနဲ့ပြောပြချင်ပါတယ်